ကိုနိုတိုက်ကန်ဝယ်ယူတဲ့အခါမှာအများစုကြုံတွေ့တတ်တဲ့အမှားလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ချက်ကတော့စာရွက်စာတမ်းပိုင်းကိုသိချမစစ်ဆေးပဲဝယ်ယူခြင်းသက်ဆိုင်ရာပိုင်ဆိုင်မှုစာရွက်စာတမ်းဆောက်လုပ်ခွင့်ပါမယ်အဆောက်အဦ PC ကြောင့်လက်မှတ် BCC စတဲ့တရားဝင်စာရွက်စာတမ်းတွေကိုသိချမစစ်ဆေးပဲဝယ်ယူမယ်ဆိုရင်နောက်ပိုင်းမှာစိတ်ညစ်စရာရှုပ်ထွေးလေးတွေဖြစ်လာနိုင်ပါတယ်။နံပါတ်2ချက်ကတော့ developer ရဲ့ background ကိုမစစ်ဆေးပဲဝယ်ယူခြင်း developer ရဲ့အရင်ကလုပ်ခဲ့တဲ့ project တွေတာဝန်ယူမှုရှိမရှိပြီးတော့ကိုကကြိုးပမ်းဝယ်မယ်ဆိုရင်မစစ်ဆေးခဲ့တဲ့အမှားလေးတွေကြောင့် project မပြီးနိုင်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။နံပါတ်3ချက်ကတော့ facility and management အခြေအနေမစစ်ဆေးခြင်းကိုလိုတိုက်ကန်ဝယ်ယူဖို့သဘောတူပြီးတဲ့နောက်မှသာထိမ့်သိမ့်မှုမကောင်းတာဓာတ်လေကားမရတာရေမီတာမီမီတာအခက်အခဲတွေ့တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။နံပါတ်4ချက်ကတော့ပတ်ဝန်းကျင်တဲ့နေရာကိုမစင်စားပဲဝယ်ယူခြင်းကိုလိုတိုက်ကန်ဝယ်ယူတဲ့အခါမှာဒီနေရာကလည်းအရန်ကိုအရေးကြီးပါတယ်။လူနေရန်တင်တော်မှုရှိမရှိလမ်းမကြီးအနီးတာဈေးအနီးတာကားဝင်ထွက်လွယ်တာအဲ့ဒါတွေကိုမစင်စားပဲဝယ်ယူမယ်ဆိုရင်နောက်ထပ်ပြောင်းရွှေ့ရတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။နံပါတ်5ချက်ကတော့ဈေးနှုန်းနဲ့လို့သာဝယ်ယူခြင်းတမိုးနဲ့လို့ဝယ်ယူတဲ့အခါပိုင်ဆိုင်မှုမမှန်ကန်တာတွေစောက်လုပ်မှုအရေးသေးမကောင်းတာတွေနောက်ထပ်ကြားတင်မဲ့ maintenance fees မြင့်တက်လာတာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။နံပါတ်6ချက်ကတော့ contract ကိုသေချာမဖက်ပဲလက်မှတ်ထိုးခြင်း contract မှာပါတဲ့အချက်လက်တွေနဲ့စီမင်းစည်းကမ်းတွေကိုသေချာမဖက်ပဲလက်မှတ်ထိုးမယ်ဆိုရင်နောက်ထပ်ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုတာဝန်ယူပြီးတော့ဖြေရှင်းပေးရတာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်ကိုတဘဝစာလုံးချွေတာစုဆောင်လာခဲ့တဲ့ငွေကြေးတွေကိုမဆုံးရှုံးစေဖို့နဲ့တာယာတဲ့မိသားစုအတွက်အိမ်တလုံးဝယ်ယူဖို့ညီမတို့ Linseven Real Estate ကိုဆက်သွယ်ပြီးတော့အခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။ညီမတို့ Linseven Real Estate ဟာဆိုရင်ဆယ်စုနှစ်တစ်ခုအကြာရက်တည်လာခဲ့တာဖြစ်ပြီးတော့အင်ချမ်းမြေအကြောင်းနဲ့စာရွက်စာတမ်းပိုင်းတွေကိုနားလည်တတ်ကျွမ်းသူများကဦးဆောင်ပြီးတော့အယောင်းဝယ်ပြုလုပ်ပေးနေတာကြောင့်အင်ချမ်းမြေကိုနိုတိုက်ခန်းနေနဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့ရဲ့အခက်အခဲတွေနဲ့လိုအပ်ချက်တွေကိုဖြေရှင်းပေးဖို့အတွက်ညီမတို့ Linseven Real Estate ကအမြဲအဆင်သင့်ရှိနေပါတယ်ရှင်။